Grace Study လာပါပြီကျဦးရဲ့ကျေတလုံးဒီရဲ့မောလာဦးရဲ့ဒီတော့မအားလုံးရဲ့ရန်ဒီတီးမဆုံးတဲ့ကလပဲဟင်းပေါ့ကလပဲနဲ့အာလူပြုတ်ရင်းနဲ့ထမ်းထားတဲ့စေကြော်လူဖြတ်ဒီကနေ့အားလုံးချိန်ဆိုတော့အားလုံးကျေးဒီမှာကလည်းပြိုးလို့ရတဲ့ပြီးရင်ဒီချိုးထားတဲ့ဒီနေထဲစီကြတော့တဲ့ပြင်လို့ရရချိုးထားတဲ့ချက်တွေချက်တွေချင်းရဒီတော့မှကျွန်တော်တို့အယောင်တင်မှုတဲ့ပြီးလည်းချက်မယ်မဆလာချက်မယ်ပြီးမီကြောတရားနဲ့တယောက်ကတော့ချက်ပုံချက်နေချင်းမတူချပါဘူးကျွန်တော်ကတော့ကျွန်တော်နေတိုင်းနဲ့ကျွန်တော်ချက်တာပါဒီတော့လည်းကျွန်တော်ချက်တဲ့ဟင်းတန်းမှာခြုံမှုကိုလုံးဝထည့်ချင်းမရှိပါဘူးပြုတ်ထားတဲ့တီးရလည်းချက်ပြီးဆိုတော့ခုနချိန်ထားတဲ့အာလူအနည်းကိုထည့်ပါမယ်ဒီမှာတော့အင်းအေကိုစီစီလေးနဲ့ပြလေးတောက်ချင်တဲ့ပြတ်အောင်လို့ကြည့်ပြီးတော့ထည့်ပါပါဒီမှာတော့ဒီစိနဲ့ချက်ဥပြုတ်ထည့်ပါမယ်ဆက်ချင်ပါပဲဒါစီချက်တက်တဲ့ဟာကိုထည့်ပြီးတော့မွေးပါမယ်အရာဒါနဲ့ကျွန်တော်စားရထည့်ပါမယ်တချို့ကတော့ချုံမုတ်ထည့်တချို့ကျတော့ငွေနဲ့တိုင်းထည့်တယ်အောင်ရည်ပြီးတော့စားနေပေါ်လို့စားနေထည့်ပြလိုက်တယ်အိုးချက်ကနေမှာကျွန်တော်ဆုံးနေတဲ့ရုံးလေးတင်ရမဆလာကိုဖြူပြီးတော့တေချာမှုတင်လိုက်ပါမယ်ကလည်းပဲရရမယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတွေ့ကြရအောင်နော်